မင်းတတိယရဲ့ခါမင်းရဲ့အနာနာရှိနေမယ်သူပါပြောနေချိန်အတူပြောမယ်ငိုနေချိန်အတူငိုမယ်လုံးသားချင်းကအနီးဆုံးမှာတို့ရဲ့တဲ့လေးတွေတို့ရဲ့တဲ့ချင်းလေးတွေအမှန်တရားများကပြကွယ်မသွားနိုင်ပါမြင်နိုင်တဲ့ဖြူစင်ခြင်းယူပါကွာပျော်ရွှင်ခြင်းလောကကြီးအတွက်ပေးနေမှာပါစမအခက်ခဲများတွေ့တဲ့အခါတရားတွေကတို့အတွက်သင်ခန်းစာရင်ဆိုင်မဲ့တူတူပေါ်လိုရာတွေကိုမပေါ်ဟိုလွယ်လဲနဲ့ရှောင်းမပေးဘူးကွာအတမ်းများတမရှုံးမြတ်တွေ့တဲ့ပါဘေးဟာမန်လေးမေးပြလိုက်ကြတာနာကျင်မနေပါနဲ့တွေးဝင်မနေပါနဲ့အလုံးမင်းပါရှိနေမှာပါ